မက်ကီကမိုးရီထဲမှာပဲအစ်ဆက်တဲ့မျိုးလုံးတွေနဲ့ရက်ကြည့်နေပြီးထိုချိန်မှာပဲအာကာရှိစောက်ဆန်းသူတို့ကအဖွဲ့သားတွေကိုစတိုက်ခိုက်ဖို့မိပေးပြီးတိုက်ပွဲကိုစတင်လိုက်ပါတယ်။နဖျားသုံးပါးရဲ့စစ်ပွဲကပြင်းထန်လုံးပြီးလူတိုင်းကလမ်းမပေါ်မှာရုံးရည်ဆန်ကတ်နဲ့ထိုးနှက်နေကြပါတယ်။မက်ကီကတိုက်ပွဲပြင်ကနေရက်ကြည့်နေပြီးကိုကခေါင်းဆောင်ဘာမှမလုပ်တော့ဘူးလားလို့မေးလိုက်တော့အေးဟုတ်တယ်တောင်ဆန်းသူနဲ့ကျန်တဲ့လူတွေစီလွှဲထားလိုက်မယ်လို့ပြန်ဖြေလိုက်ပါတယ်။ကိုကဒရာဂန်တည်သွားတဲ့ပေါ်မင်းတောင်တကယ်ပဲဂူးမဆိုင်ဘူးလားလို့မေးလိုက်ပါတယ်။မက်ကီကဘာကိုပြောတာလဲလို့ပြောပြီးအစ်ဆက်တဲ့မျိုးလုံးတွေနဲ့ကြည့်နေပါတော့တယ်။စောက်ကဒရာဂန်ရဲ့တေဆုံးမှုကြောင့်ဒေါ်လာထွက်နေတဲ့အာကာရှိကိုကြည့်ပြီးကန်ဂျီကူကလူဟောင်းတွေကန်တိုမန်ဂျီကိုင်းခဏမိထားလိုက်မလားအာကာရှိဒီလိုမျိုးတောင်းရနေတာရရှားတယ်ဘရာမန်ကိုအရင်ရှင်းပြောစရာကောင်းလိမ့်မယ်လို့ရီမောင်းကြီးပြောလိုက်တော့ကာကူချိုနဲ့ကန်ဂျီကိုဖွဲ့သားဟောင်းတွေကဘရာမန်နဲ့ရင်ဆိုင်ဖို့အသင့်ပြင်လိုက်ကြပါတယ်အဲ့မြင်ကွင်းကိုအာကာရှိကမြင်တော့မအေလို့စောက်မပါဒီညာလဲလို့ပြောပြီးဒေါ်လာကြီးနဲ့ရိုကူဟာရာအကောင်တွေကိုတယောက်ပြီးတယောက်ရှယ်ပြေးနေပါတယ်ဆန်းဂျူကအာကာရှိကိုထိမ့်မအောင်လို့တားနေတော့မှပဲဝါကာဆာကရက်လိုက်ဆန်းဂျူဝင်မပါနဲ့ဒီတိုက်ပွဲကခြားတိုက်ပွဲတွေနဲ့မတူတော့ဘူးဒရာဂန်ရဲ့အသက်ကိုနှုတ်ယူခံလိုက်ရပြီးတာကီမီချီဘရာမန်ရဲ့မင်းမီကိုစောက်ကြောက်ပေးပါလို့ပြောပြီးဘန်ကီနဲ့ဝါကာဆာတို့ကလည်းတိုက်ပွဲတွေကိုအတင်းပြေးဝင်သွားပါတယ်အာကာရှိတယောက်ကတော့စောက်စီကိုအတင်းပြေးဝင်ပြီးမြောက်ခင်မှာပဲရိုကူဟာရာကောင်တွေရဲ့ဖမ်းချုပ်ကြီးကိုခါလိုက်ရပါတယ်အာကာရှိကဖမ်းချုပ်ထားခံရတာတော့မေလို့စောက်ဒရာဂန်ကိုဘာလို့တတ်တာလဲလို့ဒေါသတွေနဲ့အောင်မင်းနေပါတယ်အဲ့ချိန်မှာပဲစောက်ကလူတယောက်ကိုတတ်ချင်ငါပဲဖြစ်ရမယ်လို့ပြောရင်အာကာရှိနားကိုချိန်ကပ်လာပါတယ်အနားရောက်တော့ဒါစစ်ပွဲပဲလို့အာကာရှိရဲ့မျက်ခုတ်ကိုအပြင်းနဲ့လက်သီးနဲ့ထိုးချလိုက်ပါတယ်ထိုချိန်မှာပဲဘန်ကီရောက်လာပြီးလက်သီးချက်ကိုကာပေးနိုင်လိုက်တာကြောင့်အာကာရှိတယောက်ဘာမှမဖြစ်သွားပါဘူးနောက်ပြီးဝါကာဆာကလည်းစောက်ရဲ့ပေါ်ရောက်နေပြီးစောက်ရဲ့ခေါင်းကိုလှည့်မြန်တဲ့အချိန်နဲ့ကန်လိုက်ပြီးချက်ချင်းနောက်ပြန်ဆုတ်သွားပါတယ်ဝါကာဆာနဲ့ဘန်ကီတို့ကစောက်ရဲ့အရှိမှာရက်နေပြီးမင်းနဲ့ကရေဆိုင်မယ်လို့ပြောလိုက်တော့စောက်ကဒေါ်လာတွေထွက်လာပြီး Black Dragon ပထမမျိုးသက်လို့ရေရွတ်လိုက်ပါတယ်ကာကူချိုတယောက်ကစစ်ပွဲလယ်မှာကန်နူမန်ဂျီကိုင်းအဖွဲ့သားတွေကိုတယောက်ပြီးတယောက်ပြင်းပြီးမိုက်ကီစီကိုဥတီသွားနေပါတယ်ထိုချိန်မှာဆန်းသူကအနောက်ကနေရောက်လာပြီးကာကူချိုရဲ့ခေါင်းကိုတန်ပိုက်နဲ့ရိုက်လိုက်တာကြောင့်ကာကူချိုတယောက်ကချက်ချင်းလက်ကျသွားပါတယ်ဆန်းသူကမင်းဘလောက်ပဲတိုက်ခိုက်တာတန်ပါပါစေလက်နက်တွေသုံးရင်ပိုလွယ်တယ်လို့ပြောနေတော့မှာပဲရန်ကအနောက်ကနံပါတ်3နဲ့မျက်ခွက်တဲ့ကိုရိုက်ချလိုက်ပါတယ်တစ်ဖက်မှာမိုဂျီတယောက်ကလည်းကန်နူမန်ဂျီကိုင်းအဖွဲ့သားတွေကိုတယောက်ပြီးတယောက်ရကြမရှိအောင်ရှယ်ပြေးနေပါတယ်ဘန်ကီနဲ့ဝါကာဆာတို့ကလည်းလက်ကျနေတဲ့လူတွေရှိမှမတ်တက်ရက်နေပြီးစောက်ကတကယ်နာမည်ကျော်ဒူအိုပဲလို့ပြောရင်စိတ်လှုပ်ရှားနေပါတယ်ဘန်ကီနဲ့ဝါကာက Black Dragon ပထမမျိုးသက်မဖြစ်ခင်တုန်းကသူတို့နှစ်ယောက်ကပဲကန်ဒူကိုအရှိနောက်ဆိုပြီးနှစ်ချမ်းခွဲခဲ့တာကန်ဒူနောက်ချမ်းကိုလူ600နဲ့ Runner Dog ဆိုတဲ့ဂိုင်းကထိန်းချုပ်ထားတယ်သူတို့ရဲ့ခေါင်းဆောင်ကသွေးတွေပေကြံနေတဲ့တိုက်ပွဲကနေအေးစေးလမ်းလျှောက်ထွက်လာနိုင်ခဲ့တယ်အနီရောင်ကမ်းမအာကာရှိခိုင်စုပဲ Runner Dog ကိုရှင်ပြိုင်နိုင်ဖို့ကန်ဒူအခြေပိုင်းကဂိုင်း12ခုပေါင်းပြီးခိုတိုရန်ကိုဆိုတဲ့ဂိုင်းကိုတီထောင်လိုက်တယ်အဲ့ဂိုင်းကိုဥဆောင်နေတာကအပြောင်တစ်ဇိုကြီးလူတွေကြောက်ရတဲ့အီမူဝါစီဝါကာဆာပဲအဲ့နှစ်ဂိုင်းကပြင်းထန်တဲ့ရန်ညိုးတွေရှိခဲ့တယ်အဲ့နှစ်ဂိုင်းလုံးကိုပေါင်းစည်းခဲ့တဲ့သူကစာလိုရှင်နီချီရိုလို့ဆန်ဂျူကရှင်းပြလိုက်တော့တာကီမီချီတယောက်ကအံ့ဩနေပါတယ်ဘန်ကီကအင်ဂျီကိုချွတ်လိုက်ပြီးမိုက်ကီစီမြောက်ခင်တီအားနဲ့နဲ့ထွေးတာကျင်တာကိုရွေးစရာမရှိတဲ့ပုံပဲလို့ပြောလိုက်တော့ဝါကာဆာကလည်းသတိပြောနဲ့စောက်ရဲ့ခွန်ကမိုက်ကီနဲ့ဒန်းတူပဲလို့ပြောပြီးစောက်နဲ့ရင်ဆိုင်ဖို့အသင့်ပြင်လိုက်ပါတယ်စောက်ကလည်းငါးစီလာတန်းမှာမတန်ဆွမ်းကောင်လေးလို့ပြောလိုက်ပြီးဝါကာဆာနဲ့ဘန်ကီကလည်းအတင်းပြေးဝင်တိုက်ခိုက်ကြပါတယ်ချပ်တာအစမှာတယ်ရာလိုမီနာမီကဘရာဇီးရဲ့ကျူးကျော်ရက်ကွက်ထဲမှာကြီးပြင်းခဲ့ရပြီးအဲ့ရတဲ့လဲကျနေတဲ့အမေနဲ့တူနေခဲ့ရတယ်သူ့ရဲ့တခုတည်းတော့စိတ်တော့ပေါက်ကခေဟောင်းစန်ရတီးတာပဲဒီနိုလို့ခေါ်တဲ့လူကသူ့အမေကိုစောင့်ကြောက်ပေးခဲ့ပြီးမီနာမီကနိုင်ငံခြားကလေးဆိုတော့ဒီနိုကသူ့ကိုကျူးကျော်ရက်ကွက်မှာဘယ်လိုနေရမလဲဆိုတာသင်ပေးခဲ့တယ်မီနာမီကသူ့ရဲ့အကြမ်းဖက်မှုတစ်ခုကို9နှစ်ရွယ်မှာပဲစလုပ်ခဲ့တယ်အဲ့ဒါကတော့ဒီနိုရဲ့ရန်သူကိုတပ်ပစ်ခဲ့တာပါအဲ့ချိန်ကနေစပြီးဒီနိုကမီနာမီကိုစောက်လို့နာမည်ပေးပြီးသူ့ရဲ့လက်အောက်မှာထားခဲ့ပါတယ်ဒီနိုကတို့ရဲ့ဘယင်ဖြစ်ပြီးခန်းစားတစ်ယောက်ပါတက်ဆန်းနှစ်ရွယ်မှာပဲစောက်ကမျက်ရည်တွေစီးကြနေပြီးဒီနိုရဲ့မျက်ခွက်ကိုအဆက်မပြတ်ထိုးပြီးတပ်ပစ်ခဲ့ပါတယ်အဲ့ချိန်ကနေစပြီးအာနာရှင်တယ်ရာနိုစောက်ကတက်ဆန်းနှစ်တဲနဲ့အောင်မင်းတဲ့လူမိုက်တယောက်ဖြစ်နေပါပြီသူအသက်14ရောက်တော့ရန်သူဂိုင်းကစောက်ရဲ့အိမ်ကိုဝင်ပြီးသူ့မိကိုတပ်ပစ်ခဲ့ပြီးစောက်ကတနတ်တန်ရာတွေနဲ့လက်ကျနေခဲ့ပါတယ်ထိုအပြစ်ပြတ်တွေဖြစ်ပြီးတဲ့နောက်မှာစောက်ကသူ့အဖိုးဖွားနဲ့နေဖို့ဂျပန်ကိုပြန်ရောက်လာခဲ့တာပါ2006ဖေဖော်ဝါရီ14ရက်နေ့လူငယ်သင်းတိုင်းအကြောင်းတစ်ခုမှာစောက်နဲ့အကျဉ်းသားတို့ကအသက်ဝင်လာတဲ့အကျဉ်းသားတွေကိုကြည့်ရင်ထိုလူကစောက်မိကန်တိုဖြစ်ဖြစ်ကိုသိလာအခုရောက်လာတာကအဲတုန်းကအကောင်ကြီးတွေဖြစ်တဲ့တန်ဂျီကူကကောင်တွေပဲလို့ရှင်းပြလိုက်တော့စောက်ကငါသိပြီသူတို့ကိုချိန်မုန်းလိုက်ငါကန်တိုရဲ့နံပါတ်1ဖြစ်ပြီပေါ့ငါရဲ့ကိုပိုင်ခစ်ကိုဂျပန်မှာထူထောင်မယ်လို့စိတ်လှုပ်ရှားနေတဲ့မျက်နှာနဲ့ပြန်ပြောလိုက်ပါတယ်ရန်နေခဲ့ကြတော့တန်ဂျီကူဖွဲ့သားဟောင်းတွေကိုစောက်တယောက်တည်းနဲ့တတိလက်တဲ့အထိပြင်းလိုက်ပြီးမိုချီကဒီကောင်မကောင်းဆိုးပါပဲလို့ရေရွတ်မိလိုက်ပါတယ်2009ခုနှစ်မှာတော့စောက်တယောက်ကပြန်လွတ်လာပြီးတန်ဂျီကူဖွဲ့သားဟောင်းတွေကလာကြိုခဲ့ကြပါတယ်အဲ့ဒီနဲ့ပဲစောက်ကတန်ဂျီကူရဲ့အဆိုးဝါးဆုံးမျိုးဆက်ကိုတင်သွင်းနိုင်ခဲ့တာပါတရားတစ်ခုပေါ်မှာရန်နဲ့စောက်တို့ကအတူရှိနေပြီးစောက်ကငါတန်ဂျီကူရဲ့အကျန်းဆုံးကာကူချိုကိုခေါ်ခြင်းတယ်လို့ပြောလိုက်တော့ရန်ကမင်းတို့ပြောလို့ရမှာမဟုတ်ဘူးသူကအီဇာနာမပြောမချင်းငါတို့တည်းကတယောက်မဟုတ်ခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်စောက်ကလည်းရီမောလိုက်ပြီးစိတ်မပူနဲ့ငါညီနိုင်တာအရန်တော်တာလို့ပြန်ပြောလိုက်ပါတယ်လက်ရတစ်ခုမှာစောက်ကကာကူချိုတယောက်အရှုံးမပေးသေးတဲ့အထိဇက်တိုက်ပြင်းနေပြီးနောက်ဆုံးမှာတော့ကာကူချိုတယောက်ကအရှုံးကိုလက်ခံလိုက်ပြီးစောက်ရဲ့လက်အောက်ထဲရောက်သွားခဲ့ပါတယ်လက်ရှိမှာတော့စောက်ကဘန်ကီဝါကာဆာတို့နဲ့တိုက်ခိုက်နေပြီးစောက်ကမတန်ဆန်းလေးတွေမင်းတို့ပင်ပန်းနေပြီလားလို့ပြောလိုက်ပါတယ် Black Dragon ပထမမျိုးဆက်ရဲ့အကောင်းဆုံးဒူကစောက်ရဲတန်
မှာကြပေမဲ့သူတို့ကတဲတာတို့စောက်ကိုတော့မရှင်းနိုင်ပါဘူးသူကအပြင်းထန်ဆုံးအကြမ်းဖက်မကောင်းသွားပါအဆုံးထိအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ဗရာတို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမန်ဂါရီကတ်တွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ like နဲ့ subscribe လေးလုပ်ပြီးအားပေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်